တဏ္ဍလေးရဲ့ချစ်သူကနှခမ်းမွေးလေးဖာလာချပြီးတော့တဏ္ဍလေးရဲ့ချစ်သူကနှခမ်းမွေးလေးတဲ့တဲ့နေတယ်နော်ကေလေးကလည်းသူကငါလိုကေလေးနဲ့ဟောဗျာကေငါအာနိုကေညာငါလိုကေကြီးအာနိုကေလို့ပြောတာပါအာနိုကေလေးနဲ့အာနိုကေဘာငါလိုအာနိုကေလေးနဲ့သူကမင်းသမီးရဲ့ရည်စားမှန်းသိအောင်ဖြစ်ဒီမှာလူစီကားတော့မှတခါတည်းကြင်ညာလိုက်မယ်ဆိုပြီးတော့လက်ညှိုးထောင်ပြီးတော့အေးတက်ကိုလှမ်းပြောတယ်ကျွန်တော်ပဲတဲ့ကမာရွတ်မှမိရှို့ပြီးထွက်ပြေးလာတာနင်ကအဖမ်းခံအောင်နေလို့နေလားကျွန်တော်ပဲတဲ့တန်လိုင်းရဲ့ချစ်သူပါတဲ့သူနဲ့ဒီနေ့ကျွန်တော်ချိန်ထားတယ်တဲ့ဘယ်ချိန်ရှိလဲသိအောင်လက်ကဓာတ်ကုတ်ရအောင်ကြည့်တယ်နာယီလေနာယီကိုကြည့်တယ်နာယီကြည့်ပြီးဟာတဲ့အချိန်တော်စိနေပြီတဲ့အဝီကြီးဆင်းရတော့မယ်တန်တန်လေးအိမ်သွားတန်တန်လေးအိမ်သွားတော့မယ်တဲ့ဘာနဲ့သွားရင်ကောင်းမလဲဟေးတက်စီကားတဲ့လာစမ်းကွာတဲ့ငါ့ကိုမသိမချင်းတိုက်တယ်တန်တန်လေးအိမ်ကိုတန်တန်လေးအိမ်ကိုမကောင်းပါဘူးတဲ့ဖက်ဆိုင်ကဲလာစမ်းကွာတဲ့ငါ့ကိုလိုက်ပို့စံသင်္ချိုင်းကုန်းတဲ့သင်္ချိုင်းကုန်းပေးလမ်းသင်္ချိုင်းကုန်းပေးလမ်းမကောင်းပါဘူးတဲ့ကိုကကိုဘိန်းနဲ့စီးသွားတာပဲကောင်းပါလေဆိုပြီးအိမ်ထဲဝင်ပြီးတော့ပြေးဝင်သွားပြီးဘိန်းဆွဲထုတ်လာတယ်ဘိန်းဆွဲထုတ်လာတယ်ဗျာဘိန်းဆွဲထုတ်လာပြီးတော့ဘိန်းကိုကင်ပြီးစဉ်းစားတယ်ဘိန်းတော်ရပြီတဲ့ပြောင်းတဲ့မိကျစ်ပဲလို့တော့တယ်ငါဘိန်းစားဖြစ်နေပြီလားဘိန်းတော်ရပြီတဲ့သွားဖို့ပဲလို့တဲ့ဘိန်းကိုတက်ခွာတယ်ရှူဘိန်းပေါက်တယ်လားငါပေါက်တယ်လားမသိဘူးတဲ့ပြန်ဆင်းကြည့်ဘိန်းကိုကင်ကြည့်တယ်ဟာလေရော့နေလေမရှိဘူးတဲ့ဘာဖြစ်တာပါလိမ့်ဆိုဟာဘာကျွတ်ချောင်းနေတာတဲ့ဘာကျွတ်ကလေးကိုကင်ကြည့်ကျွတ်ကိုကင်တော့မြော့အောင်လှမ်းတွေ့တယ်ဘာကျွတ်ချောင်းတာဘာကျွတ်ကိုကြက်တယ်လေပြန်ထိုးရမယ်တဲ့လေထိုးတာကိုအိမ်ထဲပြန်ယူမယ်ဆိုပြီးတော့ကပုံသားကြားဆွဲထုတ်လေထိုးတာကပုံသားကြားတခန်းထားဘူးအေးပေါ်ထည့်ထားတာလေထိုးတာနဲ့လေထိုးတာနဲ့တက်ပြီးလေထိုးတယ်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 ဘိုင်းအောင်နဲ့ရမတ်နာတဲ့သွေးအန်နဲ့သေးပြီးအဲ့ဒါငါအသက်ပြင်းနေတော့လေထိုးတယ်လေထိုးပြီးတော့ကင်ကြည့်တယ်ဟာတင်းနေပြီတဲ့ဟာတော်တော်တင်းနေပါလားတဲ့ဒီနေ့စောစောပြန်မယ်စောစောပြန်တယ်လူကတင်းတယ်လူစောစောပြန်လိမ့်မယ်နော်တင်းတယ်လူစောစောပြန်ပါဗျာအကြောင်းပြလုပ်ဖို့အကြောင်းပြပြီးအစောကြီးပြန်နော်တင်းတယ်လူအစောကြီးပြန်တင်းနေရပြီတဲ့ဆိုပြီးလေထိုးတံကိုဖြုတ်တယ်ဖြုတ်ပြီးတော့အထဲပြန်အထဲသွားသိမ့်မယ်ဆိုပြီးတော့ကမုံစာကြားတဲ့ထဲလှုပ်ပေးလေထင်းတလောက်လည်းမဟုတ်ပြီးတော့စပိန်ကိုတက်ခွာတယ်ဟဲ့နွားတယ်ဘာတော့ဟာရှေ့ကနွားဖြတ်သွားလို့ကမင်းကရှေ့ကဖဲတန်းကွာဖဲတန်းကွာရှေ့ကဖဲကွာဟိုလို့ဖဲကွာနွားမောင်းပြီးတော့စပိန်ကိုညင်းသွားတယ်ခင်ဗျာမြန်နင်းသွားတယ်ဟာဟိုကကောင်မလေးအိမ်သားရောက်ပြီးဝင်သားအားရနဲ့စပိန်ကိုတောင်းထောက်ပြီးပြစ်ချလိုက်တယ်ဂိမ်းစပိန်ပြစ်ချလိုက်တာဂိမ်းကနေလားအိမ်နေတဲ့ခွေးပေါ်သွားကြတာဝဲဖက်ကြသားမှာဝဲဖက်ကြသားမှာခွေးဖြစ်လိုက်နွားဖြစ်လိုက်တယ်မင်းတို့လည်းဘယ်တလိမ့်ဆန်ဖြစ်လို့ပြင်ပန်းကုန်တန်တန်လေးအိမ်သားတော့ရောက်ပြီးတဲ့တန်တန်လေးကိုချက်ပေးရမယ်ခဲလေးကုန်းကောက်တယ်အားရပါရပေါက်လိုက်တယ်ဘူးတဲ့ဟာရက်စားတွေငါရက်ထားတာများသွားပြီထင်တယ်တဲ့ရက်ကိုမရက်ရသေးဘူးခဲနဲ့ဘယ်ဝယ်မှမသိလို့ခဲနဲ့တန်တန်လေးအိမ်ကိုခဲနဲ့လှမ်းပေါက်လိုက်တယ်တားပေါက်ဖတ်တယ်ခဲသူတောက်ခနဲ့လေဗျာရှင်ခဲအမလေးဘယ်ချိန်မိုးရွာလို့ရွာမှမသိဘူးခဲနဲ့ပေါက်တယ်ခဲနဲ့ပေါက်ပြီးတော့တော့ဆိုရင်တန်တန်လေးကကင်းပါပါတယ်သိပါပြီတဲ့သူ့အိမ်ရှိကတစ်ပင်ကြီးကိုမြည်ပြီးစောင့်တစ်ပင်ကြီးကိုမြည်ပြီးစောင့်နေတယ်တစ်ပင်အကောက်ကြီးနည်းနည်းကောက်သေးတယ်ဒီတဲ့နည်းနည်းကောက်သေးတယ်တနေ့ကုန်ဒီတိုင်းစောင့်မယ်တဲ့မလားမချင်းစောင့်မယ်တဲ့အဲ့မှာကောင်မလေးအိမ်ခဲမှန်တော့ထွက်လာတယ်အိမ်ရှိခန်းကိုထွက်လာပြီးတော့ပဒင်းမောက်လေးဖွင့်ကြည့်တယ်ကောင်မလေးလှမ်းမြင်လိုက်ပြီးဟာတဲ့အိမ်ရှိမှာပန်းမင်းနဲ့ရေဖြန်းနေပါလားတဲ့ဘယ်ကပန်းမင်းကိုရေဖြန်းနေတာတော့ဗျာဟာမဟုတ်ပါဘူးတဲ့ငါမျက်စိမှားတာပဲတဲ့ဟာသူ့ပဲတဲ့ကောင်မလေးကမြင်လိုက်ကိုယ်ကကောင်မလေးမြင်တော့ဝင်းသားဟာတော့ပြုံးပြီးလှမ်းခေါ်တယ်အိုးအမေတဲ့သူ့မကြီးဘာလို့ဘူးဟုတ်လေအမေရှိလားချစ်သူတဲ့ဒီငချင်းကောင်းကြီးကိုဘာလို့ဘူးအမေရှိလားချစ်သူတဲ့ကောင်မလေးလက်ခါပြတယ်မရှိဘူးတဲ့တကယ်မရှိဘူးလားတဲ့မရှိရင်ငါရှိရ1000ယူသုံးတယ်ဒီဖဲကျိုးတွေကခုတည်းမပြီးကြသေးဘူးလားဟမ်မရှိရင်ကိုလာခဲ့မယ်တဲ့မရှိရင်ကိုလာခဲ့မယ်တဲ့ကောင်မလေးပြောတယ်ကိုမလာနဲ့ခေါင်းဖြတ်လွတ်လိုက်ဟောငါခေါင်းပြကြီးဖြစ်နေပြန်ပြီဟုတ်ကိုမလာနဲ့မလာခဲ့မှာပေါ့တဲ့ဒီစားနဲ့သူ့အိမ်ကိုလာမခံဘူးလေဆိုပြီးစိတ်ကောက်ပြီးကောင်လေးကတစ်ပင်ကြီးကိုပြန်ပြီးနေတယ်တစ်ပင်ကြီးကိုမီးနေငါဒီတိုင်းနေတော့ကောင်မလေးလာရဲမှာမဟုတ်ဘူးတဲ့ငါထိုင်ဆောင်မယ်လို့ထိုင်ချလိုက်
ငုံတဲ့ဖင်ကိုဆောက်နေရာရွှေ့ထိုင် တညာထိုင်တဲ့နေရာမှာငုံပါလားရှိနေတယ်ထိုင်ဆောင်ကောင်မလေးတရွေ့ရွေ့လျှောက်ကောင်မလေးကသူ့နားကိုလျှောက်သူ့နားရောက်ကောင်မလေးအနားရောက်ကသူကလှမ်းကြည့်ပြီးတော့ဥမလာတယ်ဒီကမျောနေတာတဲ့ဒီကနံပြားစားခြင်းလို့တဲ့လက်ဖေးဆိုင်သွားမလားတဲ့အဲ့လိုမေးတာလေနံပြားစားခြင်းလို့တဲ့စိတ်ဘလူးမှလက်ဖေးမတော်ဘူးနံပြားမစားဘူးနော်အဲ့နဲ့ကောင်မလေးကလည်းဘယ်လိုဖြစ်နေတာလဲတဲ့သူထိုင်ပြီးပြောတယ်ကောင်မလေးကထိုင်ပြောနေဘာဖြစ်လာလဲတဲ့ဒါစိတ်ကုတ်ကြရတာလေကျတော့အဆင်ပြေတယ်ဆိုရှိမှာပေါ့သူကဇက်ကနေထားတယ်ကောင်မလေးကျွန်မလည်းကောင်းချင်းချီအောင်စားခြင်းနဲ့တဲ့ဟိုသွားမလားတဲ့မောစီတန်သွားမလားတဲ့အ စစ်ကတထွားအစိုးရတထွားအလဲကောင်မကောင်းရင်လည်းနှလုံးမရှိတာလားအဲ့ဒါထားပြီးကောင်မလေးကဒါဖြင့်မသွားတော့ဘူးအိမ်ထဲသွားတော့မယ်ကောင်မလေးလက်ကလေးလှမ်းဆွဲတော့ကောင်မလေးရှက်ပြီးပါပိတ်ရိုက်အိမ်ထဲဝင်သွားတယ်ကောင်လေးကဘာလို့မှမသိရှုံနေကောက်စားတယ်ဘာလို့ငါရှုံစားမှာလဲရှက်ကိုရှက်ကန်းနဲ့ဘာလို့ရှက်ကဒီပြန်ရှက်တော့ရှောက်လို့ရှောက်လို့ရှုံနေကောက်စားစားပြီးတော့သွားပြီးတော့ရှုံနေကောက်စားပြီးဟာတဲ့ငိုင်းတာတဲ့ရှုံခဲမှာဟုတ်ကြလားမသိဘူးတစ်ပင်ကြီးပြန်မီးနေတယ်ဟောဒုက္ခပါပဲစီပင်တရားကိုပြောရစမ်းပါဗျာတစ်ပင်နေလည်းအဖြောင့်စိတ်ကြပါလို့တစ်ပင်ကိုမီးပြီးစောင်းနေတဲ့အချိန်မှာကျွန်တော်လမ်းမေးမှာအမိုက်ကောက်နေတဲ့ဟိုကလားသေးသေးလေးထလာတယ်လားမင်းအမိုက်ပါဆုံးမပဲဒီဒုတ်တွေခဲတွေလားဆွဲရသလားဒုက္ခဟဲ့လူဘာလုပ်တာလဲတဲ့ဒုတ်တွေခဲတွေမဆွဲခင်ဗျာဘာလုပ်နေရလဲတဲ့ကြည်သားနဲ့ဘာလုပ်နေလဲတဲ့ကျွန်တော်တန်တလေးရှိသူပါတယ်ရှားမရှိနဲ့မင်းမနေပြီငါဒီနားမှာသူ့မယောင်မလဲနဲ့အမိုက်ကောက်ရှင်လည်းကောက်နေမှာကောင်မလေးချစ်သူတွေကငါပဲကွာတဲ့ဥပရိယုတ်ကိုကြီးတဲ့နော်မင်းကလေးမြင်မချစ်မနေနိုင်တဲ့ရုပ်မျိုးတဲ့ငါပဲကွာတဲ့မင်းရလားတဲ့ငါမျက်နှာသေချာကြည်သားနဲ့မျက်ကြီးတွေရှိလားတဲ့ဟိုပြန်ဘာကောင်းလဲမင်းချမှာလေချမယ်ထိုးကြပါလေရောခင်ဗျာဟိုမိတ်ဆွေမားမယ်စဉ်းစားနော်မင်းကလေးတယောက်နဲ့ယောက်ျားရင်ရန်ဖြစ်တဲ့ခေတ်ကကြံခဲ့ပြီဘာလဲဗျာဒါကြီးကအမှန်တန်သေးသိမ့်တဲ့ယောက်ျားကြီးဖြစ်တဲ့အလုပ်မင်းကလေးတယောက်နဲ့မင်းကလေးတွေအများကြီးပါနော်မြစ်တာတရားဆိုဝင်းကသုံးလို့ရပါဘာလုံးမလဲဒါကြီးလုံးမယ်သောတိဗျာအမှားတော့လက်ဆွဲနှုတ်ဆက်ကျင်းနဲ့လားကျင်းနဲ့ပါတယ်ဗျာဆိုပြန်ထိုးကြပါလေရောဗျာဟိုးမိတ်ဆွေမားမယ်နော်တတိထားအဲ့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့လမ်းဘေးမှာပလတ်စတစ်ကောက်တဲ့ကလာကြီးထားလာတယ်ခင်ဗျာကလာကြီးကသခုံးကြဘောကြသွားတယ်ဟဲ့ဒီဘာဖြစ်နေလဲဘာဖြစ်နေလဲဟဲ့ဒီသူ့ဘဝိုင်းထိုးပါလေရောခင်ဗျာဟိုးအဲ့လိုဖြစ်နေတဲ့အချိန်မှာဟိုလမ်းဘေးအဲ့လိုဖြစ်နေတဲ့အချိန်မှာလမ်းဘေးမှာတပြက်စီးလဲနေတဲ့မျက်စိဆုံးဆုံးကောင်လေးထလာပါတယ်ခင်ဗျာမင်းပြောတာကြီးအောင်တစ်ပွဲလုံးမင်းတယောက်တည်းစောင်းတာအဲ့ဒီဘာဖြစ်နေတာလဲတဲ့သူ့ဘဝိုင်းထိုးပါလေရောခင်ဗျာအဲ့လိုရုပ်ဖြစ်နေဖြည့်ရှင်းပေးဖို့ရက်ွက်ထဲကတထေးလင်မယားထွက်လာပါတယ်ခင်ဗျာအော်တထေးကလည်းနှာဘူးဟုတ်ပြီအဲ့တော့မင်းကစမယ်ပြီးကြောထွက်လာတယ်စကားမပြောအတန်တိတ်ပြီးကြောထွက်လာတယ်စဉ်းစားတယ်ဟာငါဒီနေ့ချစ်သူနဲ့ထိန်းထားတာပဲတဲ့နောက်ကြနေပြီလားမသိဘူးတဲ့လက်ကဓာတ်ခုတ်ရအောင်ကြည့်မင်းစောက်စင်းကနာယီပတ်နိုင်တဲ့အဆင့်မဟုတ်လက်ကနာယီကိုကြည့်အားတယ်ဘာလို့လဲနာယီတောင်တပေါင်းလာရောက်နေပြီတဲ့နာယီရတပေါင်းလာပါနာယီတောင်3နာရီထိုးနေပြီတဲ့အားတယ်နောက်ကြနေပြီတဲ့ဒီချိန်ကအချုပ်ခံနဲ့ဝင်ရမယ့်ချိန်နဲ့ငါချစ်သူနဲ့ထိန်းထားတဲ့ချိန်နဲ့ချစ်သူအိမ်ကုန်းတောင်းသွားလို့မဖြစ်ဘူးတဲ့ချိန်လျှောက်မယ်တဲ့ချိန်တော့ကုန်းတောင်းလို့သွားလို့မဖြစ်ဘူးတဲ့တခုခုနဲ့သွားမှဖြစ်မယ်တဲ့ဟာဟိုမှာတက်စီလာနေပြီတဲ့ရုပ်တက်စီဆရာကြီးတဲ့ကျွန်တော်မသိမချင်းဝင်တိုက်စမ်းတဲ့တက်စီအားလားစကားမပြောနဲ့မင်းအတန်တိတ်ရုပ်တက်စီဆရာကြီးတဲ့အားတယ်မကောင်းပါဘူးတဲ့ကိုလည်းထမ်းတာနေပဲတဲ့ကိုယ့်အိမ်မှာလည်းအဆင်ပြေတာပဲတဲ့တခုခုနဲ့သွားမယ်တဲ့ဂိုတောင်နဲ့ဝင်သွားတယ်ဂိုတောင်နဲ့ဝင်လာဒီဘက်မှာဂိုတောင်ကားကိုဆွဲဖွင့်လိုက်တယ်ဂိန်းတဲ့ဘေးကခွေးသွားထိခွေးသွားထိတယ်အားတဲ့တခုခုနဲ့သွားမယ်တဲ့လမ်းကြည့်လိုက်တယ်ကာပါကျဲတို့တဲ့မကြိုက်ဘူးတဲ့လန်ခရူဇာတဲ့မကြိုက်ဘူးတဲ့ဘိန်းနဲ့သွားမယ်တဲ့ဘိန်းနဲ့သွားမယ်ဆိုပြီးတော့ဘိန်းထုတ်လာတယ်ရှူတယ်စခန်းမှုနဲ့တွေ့တယ်ဖမ်းခံရတယ်ထောင်3နှစ်ကြာ
စပိန်ထုတ်လာတာပဲပြောတာပါစပိန်ထုတ်လာတဲ့ဟာလေအခုမှကြည့်ပြီးတယ်စပိန်ကလေမရှိဘူးတဲ့ဗဇက်နဲ့ကောက်မှုတ်တယ်စပိန်ကိုဗဇက်နဲ့မှုတ်တယ်လေထုံးမှဖြစ်မယ်တဲ့ခါကြတဲ့ကဘာကျွတ်သေးသေးလေးဆွဲထုတ်ခါကြမင်းခါကြတဲ့မှာပါတယ်ကွာလေထိုးတယ်လေထိုးတယ်ဘိုက်အောက်တယ်ရင်နာတယ်အဆုပ်ကင်စာရှောပြီလေထိုးပြီးသွားပြီလေထိုးပြီးမှကိုယ့်ကိုယ်ပြန်ကြည့်တယ်ဟာတဲ့ငါအဲ့ဒီတွေကစုပ်နေတယ်တဲ့ဒီအဆုပ်ပြတ်တွေနဲ့မသွားဘူးတဲ့ဒါတွေကဟောင်းနေတဲ့ဒီတက်စုပ်တာနဲ့သွားမယ်တဲ့ဒီတက်ကောင်းတာနဲ့သွားမယ်တဲ့အိမ်ထဲပြန်ဝင်သွားတယ်ဗီဒီယိုတကားဆက်ဖွင့်ဂိမ်းနဲ့ဗီဒီယိုဘေးကခွေးသွားထိဗီဒီယိုတွေကအင်ဂျီတွေကိုကြည့်လိုက်တယ်အားတဲ့စက်တက်တယ်ဟုတ်ပါဘူးစက်တက်မင်းစကားမပြောနဲ့မင်းအတန်တိတ်စက်တက်တယ်အားတဲ့မကြိုက်ဘူးတဲ့နောက်တစ်ထည်ယူမယ်တဲ့အန်ဘတ်တယ်မင်းစကားမပြောနဲ့လို့ပြောနေအိုင်မက်အားတယ်မကြိုက်ဘူးတဲ့ဒါလည်းမကောင်းဘူးတဲ့နောက်တစ်ထည်ကြည့်တယ်ဩဒါကောင်းတယ်တဲ့ဒေါ်နန်းဆိုးတဲ့ဒေါ်နန်းဆိုးမင်းအဲ့ဒီရောင်းတဲ့ဒေါ်ကြီးကဒေါ်နန်းဆိုးကွာဒေါ်နန်းဆိုးအားဒါလည်းမကောင်းဘူးတဲ့လွတ်ပြလိုက်တယ်တဲ့ဘုံရှိတဲ့ဝတ်စားဝတ်ရမယ်တဲ့ခေါင်းနဲ့အိတ်ကောက်စွတ်တယ်ဘုံရှိတဲ့ဝတ်စားဝတ်မယ်ခေါင်းနဲ့ရှိတဲ့ဝတ်စားဝတ်လာပြီထွက်လာပြီစပိန်ပေါ်တက်တယ်စပိန်ကိုအားရပါရနင်းတယ်ဟဲ့ခွေးတယ်ခွေးကိုမြင်သွားခွေးနေရမရဆိုတာအဲ့ဒါကိုပြောတာစပိန်ပေါ်တက်တယ်စပိန်ကိုအားရပါရနင်းတယ်စပိန်ကိုနင်းတယ်ဒီတက်မြန်တယ်ဒီတက်မြန်သေးတယ်ဒီတက်မြန်တယ်အတကုန်းမြန်တယ်တရားကြီးအဲ့တော့ပြန်ပါစပိန်လေးစစ်သူအိမ်ရှိရောက်ပြီစပိန်လေးကိုတောက်ထောက်လိုက်စစ်သူအိမ်ကအမြင်ကြီးပဲတဲ့ငုတ်ကြည့်တယ်အောက်ကနေဒီလိုငုတ်ကြည့်တယ်ကွာအားတဲ့ငါရောက်တာစစ်သူသိမှဖြစ်မယ်တဲ့အချက်ပေးမှဖြစ်မယ်ဆိုပြီးတော့ဂဲလုံးလေးလမ်းကောက်ခွေးကြီးပုံသွားကြည့်တယ်အားတဲ့ဂျွန်စရာကြီးတဲ့ကောက်စားပလိုက်အဲ့ဒါမင်းစားတာငါရှိတယ်အဲ့ဒါစစ်သူအိမ်ရှိရောက်သွားပြီဟုတ်ပြီမင်းပါပြီမင်းကကောင်းပါလေမင်းကမိန်းကလေးမှ15 16အပြိုမှာအပေါက်နဲ့ကောင်းပါလေအပြိုပေါက်တာအပြိုပေါက်လေးကောင်လေးကကိုချစ်သူလမ်းတွေ့တယ်ချစ်သူတွေ့တော့အားရပါလမ်းခေါ်လိုက်တယ်ပြုတ်အဖွားတယ်အဖွားတို့အိပ်ပြီလားကောင်လေးကကောင်မလေးကိုလမ်းနှုတ်ဆက်လိုက်တယ်ဘာဖြစ်လဲမျက်နှာကြီးပဲလေဖြတ်နေဟလားကောင်လေးကနိုင်ငံခြားပြန်လာတော့မကြသေးဘူးကောင်မလေးကိုဘိုးလိုလမ်းမောက်လိုက်တယ်ဖူးတယ်ကျေးဇူးများတင်ပါတယ်